hello မင်းတစ်ဖက်လောက်ကြိုးစားကြည့်ပြီဘာရလဲမှထွက်မလာလို့လက်ချော့ရှင်းနေပြီလားနေအောင်ခဏလေးနေအောင်ဒီဗီဒီယိုအုပ်လေးကြည့်သွားလိုက်အောင်ကျွန်တော်ပြောပြမယ်မင်းအချင်းကိုတရက်တည်း9 နာရီသွားရုံနဲ့စစ်ပေးထွက်မလာဘူးဒါပေမဲ့တရက်ကိုမိနစ်20လောက်သွားကြည့်6လလောက်နေမင်းကိုတော့မမိမှာမဟုတ်ဘူးအောင်မြင်မှုဆိုတာလေမင်းတို့ထင်တဲ့အတိုင်းဘုံကလေးနဲ့ဖြစ်လာတဲ့အရာမဟုတ်ဘူးမင်းသေးသေးလေးနေတိုင်းလောက်အောင်သေးသေးလေးလောက်တခုပဲမင်းလေးလောက်တာကမှတကယ်ပဲကြည့်ပဲတော်တဲ့သူတွေကအများကြီးရှိတယ်ဒါပေမဲ့တကယ်သွေးဝရိယရှိတဲ့သူကမှအနိုင်ရတာမင်းရောဒီနေ့ပြည့်နေပြီလားစိတ်တွေကြားနေပြီလားဒါဆိုအဲ့ဒါတွေကိုထားလိုက်ပေးထားလိုက်ကျွန်တော်ပြောပြမယ်မင်းဒီနေ့အလုပ်တစ်ခုကိုသေးသေးလေးအလုပ်တစ်ခုအဲ့ဒီသေးသေးလေးအလုပ်တစ်ခုကိုပဲမင်းကလည်းမဲ့အလုပ်တစ်ခုကိုပြီးအောင်ရင်လုပ်အဲ့ဒါကတကယ်အလုပ်ဖြစ်တာမင်းရောဒီနေ့အတွက်ဘာလုပ်တွေလုပ်ပြီးသွားပြီလဲ comment မှာ keep going လို့ရေးခဲ့ငါတို့အတူတူစူးစမ်းကြမယ်ကျေးဇူးတင်ပါတယ်